50步ဆိုတာခြေလမ်းရေ90ကရှောက်ရည်တာ百步ခြေလမ်းရေ100ကိုရည်တယ်နော်ဒါပြီလေခြေလမ်း90ကခြေလမ်း100ကိုရည်တယ်ဟုတ်ပြီနော်50步笑百步这句话来源于中国古代的一个故事引申快来没从前有2个士兵打仗失败往回跑一个人跑了50步另一个人跑了100步跑了50步的就笑话跑了100步的说他胆小其实2个人都是逃跑只是跑的远近不同这句话常用来批评那些跟别人有一样的缺点却因程度轻而笑话别人的人ခြေလမ်း90ကခြေလမ်း100ကိုရည်တယ်ဆိုတဲ့စကားကလာရွယ်ဆိုမှလာတယ်เนาะအဲ့ကနေဖြစ်ပေါ်လာတာတရုတ်ရှိခေတ်တုန်းကပုံပြင်တစ်ပုတ်ကနေပြီးတော့ဒီစကားပုံဖြစ်လာတာအဲ့ဒါရှိတုန်းကတဲ့စစ်သား2ယောက်ရှိတယ်စစ်တိုက်လို့失败ရှုံးပြီးတော့往回跑နောက်ပြန်ဒီအဲ့ဒီပြန်စစ်သွားတိုက်ရင်လည်းရှုံးလာလို့ကိုနိုင်ငံဘက်ကိုပြန်ပြေးလာတာစစ်ပြေးတွေသူတို့ကလူတယောက်ကကျတော့ခြေလမ်းအရင်90ပြေးလိုက်တယ်နောက်တစ်ယောက်ကခြေလမ်း100ပေါ့နော်သူထပ်ပို့ပြီး90ပိုများတာသူထပ်ပို့ပြီးအရှိကိုပိုရောက်အဲ့တော့ခြေလမ်း100ပြေးလိုက်တယ်အဲ့ကကြတော့ခြေလမ်း90ပြေးတဲ့လူကရှောက်ခွဆိုဘယ်လိုလဲခနဲ့ပြတာလောင်ပြောင်တာလို့သိတယ်ပေါ့သူများကိုလောင်ပြောင်တာကဲ့ရဲ့ရှုံချတဲ့သဘောမျိုးသူများကိုခြေလမ်း100ကိုသူကကဲ့ရဲ့တာသူ့ကိုဘယ်လိုပြောလဲရှော့တန်းချဒီကောင်ကကြောက်တတိနေတာဟိုမှာကျအောင်ခြေလမ်း100ကြောင်ပြေတော့ငါကြောက်ပဲဒီလိုမျိုးသူကသူများကိုကဲ့ရဲ့လိုက်တာနော်တကယ်တော့သူတို့2ယောက်လုံးကထောက်ပါတို့2ယောက်ကစစ်ပြေးတွေကြီးပဲနော်သူတို့ဖြစ်တာကပါလေ跑得远近不同你要ဝေးလေးပဲကွာသွားတာတယောက်ကနည်းနည်းပုတ်ပြီးဝေးသွားတယ်တယောက်ကတိတ်ဘယ်လိုလဲတိတ်မဝေးဘူးပေါ့နော်အဲ့လိုမျိုးလေးပို့ပြီးတော့မှပြေးလိုက်တဲ့လူကိုသူကခနဲ့လိုက်တဲ့စကားဒီစကားကရုပ်လာဖိဖိဆိုဝေဖန်ဆုံးမမှာဘယ်သူတွေကိုဆုံးမတဲ့စကားလဲဆိုတော့လူများနဲ့အတူတူချွဲတဲ့အားနေချက်ကတူတူပဲတို့နှစ်ယောက်လုံးကစစ်ပြေးပြီအဲ့ဒါကိုသူကသူများကိုနိုင်လိုက်သေးတယ်နှစ်ယောက်ကအားနေချက်တူတူရှိပြီးတော့ချွဲဒါပေမဲ့ရင်းချွန်တူချီသူ့အတိုင်းတာကနဲတယ်သိဗျာ तू ကတော့တိတ် तू ကလည်းမားတာပဲဒါပေမဲ့ तू ကသူများထက်တိတ်မဆိုးတဲ့ခါကျတော့ကိုထက်ဆိုးတဲ့လူကိုကဲရဲ့ရှုံချတဲ့လူကိုဝေဖန်တဲ့ညမှာဝေဖန်ဆုံးမတဲ့ညမှာဒီစကားပုံနဲ့ဆုံးမနော်50步笑百步ဆိုပြီးတော့သူ့ကိုပြောတော့အဲ့တော့ဒါကဘယ်လိုမျိုးလဲဆိုရင်မြင်တောင်ပြောမယ်ဆိုရင်စာမွေးဖြစ်ရောစာမွေးဖြစ်တဲ့အချိန်ကျတော့ဒါဥမာ50ဘူးဖြစ်တယ်ဆိုပါစို့အဲ့တော့50ဘူးဖြစ်တယ်30ဘူးရမယ်အောင်မယ်ပေါ့30ဘူးရမှအောင်မယ်အဲ့တော့တယောက်က25မရသူကကြာနောက်တယောက်က15မတ်ဒါမှမဟုတ်10မတ်နဲ့ကြာအခါကျတော့ဒီ25မတ်ဆိုတဲ့လူကပိုတယောက်ကဟမ်ဖြင်းလိုက်တာဒါလေးတော့မအောင်ဘူးအဲ့လိုမျိုးသူများကိုသူကဲ့ရဲ့တကယ်တော့သူကလည်းကြာတာပဲအဲ့လိုမျိုးအတိုင်းတာကသူများနဲ့ရှင်နေသူကနည်းနည်းတော်သေးတယ်ဆိုပြီးသူများကိုကဲ့ရဲ့ရှုံချတဲ့လူကို50步笑百步ဆိုတော့မှပြောတာနော်